Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်တည်ပြီးလာအစီအစဉ်ကနေပြီးတော့ရုံးပရိဒီအကြောင်းကိုတင်ပြပြီးတော့မှာဖြစ်ပါတယ်ရှင်ရုံးပရိဒီတစ်တောင်မှာဆိုရင် protein 9g vitamin C 27 mg folic acid 80 microgram magnesium 60 mg အမြင့်ဓာတ်3g နဲ့အဆီ3.3g carbohydrate 9.6g စတဲ့သတ္တုဓာတ်တွေပါဝင်ပါတယ်။ဟုတ်ကဲ့ရုံးပရိဒီရဲ့ကောင်းကျိုးတွေကတော့သူကစီးချိုကိုထိန်းညှိပေးတယ်။ဝမ်းချုပ်ခြင်းကိုတတာစေတယ်။သွေးအားနည်းရောဂါကိုကာကွယ်ပေးတယ်။ကိုယ်အလေးချိန်ကိုကျစေတယ်။ကိုလက်စထရောသွေးတွင်းအဆီဓာတ်တွေကိုကျစေပါတယ်။ကိုယ်ခံအားကိုကောင်းစေပြီးတော့အမြင်အာရုံကိုကောင်းစေပါတယ်။ဟုတ်ကဲ့အချို့ကြိုက်သူတွေအတွက်ခန္ဓာကိုယ်ရဲ့တရားဓာတ်တွေကိုထိန်းညှိပြီးတယ်ဒီအချက်ဟာစီးချိုဖြစ်စေမှုကိုဟန်တာနိုင်ပါတယ်ရင်ကျက်ယောဂဖြစ်စေတဲ့လက္ခဏာတွေကိုလည်းညှော့နေပေးပါတယ်ချက်ကက်ယောဂကိုလည်းတားဆီးပေးပါတယ်ဟုတ်ကဲ့ခုလိုအချိန်ပေးပြီးနားဆင်မိတဲ့အတွက်ကျေးဇူးတင်ပါတယ် like and share subscribe လုပ်ပေးဖို့မမေ့နဲ့နော်အားလုံးကောင်းသောနေ့လေးများကိုပိုင်ဆိုင်နိုင်ကြပါစေရှင်